အားလုံးပဲမင်္ဂလာပါဗျ VTV ကနေကြိုဆိုလိုက်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲဒုတိယမြောက်နေ့တော့ရောက်ပါပြီဒီနေ့မှာတော့အင်ရှင်ကနေဒါနဲ့ဘော့စနီးယား USA နဲ့ပါရာဂွေးပွဲတွေပဲဖြစ်ပါတယ်ပထမဆုံးကနေဒါနဲ့ဘော့စနီးယားပွဲစကြရအောင်ကနေဒါကတော့အင်ရှင်ဖြစ်တာကြောင့်တရက်ချီစစ်ပွဲအောင်ခဲ့ပေမဲ့ဘော့စနီးယားကတော့သူတို့ရဲ့တမိုင်းတစ်လျှောက်ဒုတိယမြောက်ကမ္ဘာဖလားဝင်ခွင့်ရဖို့အတွက်ခက်ခဲနဲ့အင်အားကြီးနိုင်ငံတွေကိုကြော်ဖြတ်ပြီးမှချီစစ်ပွဲအောင်လာတဲ့အသင်းပေါ့ဗျာသူတို့နိုင်ငံမှာတော့ဝိုင်းရင်တိုက်စစ်မှုစီကိုကဥဆောင်မောင်းနေလာပြီးကနေဒါဘက်ကလည်းညီကိုတို့နဲ့အရန်မစိမ့်တဲ့ကစားသမားတွေပါပါတယ်ဘာယန်ကအဖွန်ဆိုဒေးဗစ်လိုင်လီကဂျော်နသန်ဒေးဗစ်တို့လိုကစားသမားတွေအများကြီးပါဒါပေမဲ့ဒီနေ့ပွဲမှာတော့အသင်းကောင်းဆောင်အဖွန်ဆိုဒေးဗစ်ကဒိုင်ယာကြောင့်မပါဝင်မှုများနေပါတယ်ကနေဒါဟာကမ္ဘာဖလားသမိုင်းတစ်လျှောက်6ပွဲသာကစားထားပြီး6ပွဲလုံးရှုံးထားပါတယ်ဗျဒီနေ့မှာတော့အဲ့ဒီအိမ်မက်ဆူကနေရုံးထွက်ပြီးပထမဆုံးနိုင်ပွဲရသွားမလားစိတ်ဝင်စားစရာပါပဲကျွန်တော်ကတော့ဒီနေ့ပွဲမှာဘော့စနီးယားဘက်ကလည်းဂိုးတကိုးရနိုင်တယ်လို့ယူဆထားလို့ဂိုးပေါင်းကြီး2.50မှာဂိုးဘော်ကိုပဲကြိုက်ပါတယ်ဂိုးဘော်ကိုပဲရွေးမယ်ဗျညီကိုတို့အနေနဲ့လည်းဘော့စနီးယားဘက်ကဂိုးမရနိုင်ဘူးထင်တော့ကိုအောင်ကစားခြင်းကစားပေါ့အကြိုက်တူမှလိုက်ပါဗျနောက်တစ်ပွဲကတော့အင်ရှင် USA နဲ့ပါရာဂွေးပွဲပဲဖြစ်ပါတယ် USA ကတော့ညီကိုတို့တည့်တဲ့အတိုင်းနီးပြပိုချက်တီနိုရဲ့အသင်းမှာပိုချက်တီနိုရဲ့အသင်းဟာတဖြည်းဖြည်းနဲ့နီးစနစ်အဝင်လာတွေပဲဆိုရမလားဗျတော်တော်တည်ငြိမ်လာတာမြင်ရတယ်ပါရာဂွေးကတော့တောင်အမေရိကဆုံးမှာအဆင့်6နဲ့အတူ2010နောက်ပိုင်းကမ္ဘာဖလားကိုပြန်လဲခြေချခွင့်ရတာပါဒီနှစ်သင်းဟာ1930ခုနှစ်တစ်ချိန်ပဲကမ္ဘာဖလားပွဲမှာတွေ့ဘူးပြီးအဲ့ဒီပွဲမှာအမေရိကန်က3ဂိုးမရှိနဲ့နိုင်ခဲ့တာပါထူးဆန်းတာကအဲ့ဒီပွဲမှာအမေရိကန်အတွက်3ဂိုးလုံးကိုဘက်ပီတန်က hat-trick သွင်းပြီးကမ္ဘာသမိုင်းတစ်ခြားပထမဆုံး hat-trick ကိုအဖြစ်မှတ်တမ်းဝင်ခဲ့တာပါဒီပွဲမှာတော့အမေရိကန်တို့ကကျင်းမြောင်းတဲ့ရလဒ်နဲ့ပဲနိုင်သွားမယ်လို့ထင်နေဗျဒီပွဲအတွက်ကျွန်တော်ရွေးချယ်မှုကတော့အမေရိကန်ဘော်ဒီနဲ့ဂိုးအောက်ကိုပဲကြိုက်ပါတယ်2.50ဂိုးပေါင်းချင်းမှာဂိုးအောက်ကသာစိတ်ချဆုံးဖြစ်မှာပါဒီနေ့အတွက်ကျွန်တော်ရွေးချယ်မှုတွေပြန်ပြောရရင်ကနေဒါနဲ့ဘော့စနီးယားပွဲဂိုးပေါ် USA နဲ့ပါရာဂွေးပွဲကတော့ USA နဲ့ဂိုးအောက်နှစ်မျိုးလုံးရွေးထားပါတယ်ညီကိုတို့လည်းဆင်ပြေတဲ့ပွဲကိုရွေးပြီးကစားကြည့်ပါအစောထိနောက်ထောင်ပေးတဲ့ညီကိုတွေအားလုံးကျေးဇူးပါဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်